Hello အားလုံးပဲကျွန်တော်တို့ရဲ့ Sport Motion Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Messi လို့ဖြစ်လာမယ်လို့ထင်ကြေးပေးခံခဲ့ရတဲ့ကစားသမားများကိုပြောပြပေးသွားမှာပါဘောလုံးလောကမှာ Lionel Messi လို့ဖြစ်လာမယ်လို့ထင်ကြေးပေးခံခဲ့ရတဲ့ player တွေအများကြီးရှိပါတယ်သူတို့ကို Next Messi လို့ခေါ်ကြပါတယ်ဒါပေမဲ့ဒီနာမည်ကအောင်မြင်မှုကိုမပေးဘဲ pressure ကိုပဲပိုပေးတတ်ပါတယ် Messi ဆိုတာတခေတ်တစ်ခါမှာပဲပေါ်လာတဲ့ unique player တစ်ယောက်ပါဒါကြောင့်သူလိုဖြစ်ဖို့ဆိုတာအရန်ခက်ခဲပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Next Messi လို့ခေါ်ခံရပြီးမအောင်မြင်နိုင်ခဲ့တဲ့ player ၄ယောက်နဲ့နောက်ဆုံးမှာတော့တကယ်ဖြစ်နိုင်မဲ့သူတစ်ယောက်ကိုဖျော့ပြပေးသွားမှာပါနံပါတ်၄မှာတော့ Bojan Krikic ပါ FC Barcelona Academy မှာ Messi နဲ့တူတဲ့ style နဲ့လူသိများခဲ့တဲ့ player တစ်ယောက်ပါသူက youth level မှာဂိုးသွင်းစံချိန်တွေနဲ့ချူးဖောက်ခဲ့ပြီး fans တွေကဒီကောင်လေးက Messi နောက်ထပ် version ပဲလို့ယုံကြည်ခဲ့ကြပါတယ်အရန်ငယ်တဲ့အသက်နဲ့ first team နဲ့ဝင်နိုင်ခဲ့တာကြောင့် expectation ကအရန်မြင့်တက်သွားခဲ့ပါတယ်ဒါပေမဲ့ pressure ကြီးမားမှုကြောင့်သူ confidence ကယော့ကျသွားခဲ့ပါတယ်ပွဲတစ်ပွဲချင်းစီမှာ Messi နဲ့ compare လုပ်ခံရတာကသူ့အတွက်စိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပို့ဖက်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ career ကမျောလင့်ထားသလိုမတက်နိုင်ခဲ့ပဲ club တွေပြောင်းနေပဲဆက်သွားခဲ့ပါတယ်ဒီ case က talent တစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာကိုပြသပါတယ်နံပါတ်3မှာတော့Giovanni Dos Santos ပါသူက skill အရန်ကောင်းပြီး dribbling style က Messi ကိုတတိယစေပါတယ် Barcelona Academy မှာအနာဂတ် star တစ်ယောက်လို့ခံမှန်းခံခဲ့ရပါတယ် ball control flair creativity အရာအားလုံးရှိနေခဲ့ပါတယ်ဒါပေမဲ့ football မှာ consistency ကအရေးကြီးဆုံးပါ Dos Santos က performance တည်ငြိမ်မှုမရှိခဲ့ပါဘူးတပွဲကောင်းပြီးနောက်တပွဲမှာပျောက်သွားတာမျိုးဖြစ်နေခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့ talent အပြည့်ကိုမပြနိုင်ခဲ့ပါဘူးဒီ case က talent not equal success ဆိုတာကိုရှင်းရှင်းလင်းလင်းပြသပါတယ်နံပါတ်2မှာတော့ Mario Götze ပါသူက young age မှာ German Messi လို့ခေါ်ခံခဲ့ရပါတယ် vision technique intelligence အရာအားလုံးရှိနေခဲ့ပါတယ်သူ့ရဲ့ career peak ကတော့ World Cup final မှာ winning goal သွင်းခဲ့တဲ့ moment ပါဒီ goal တစ်လုံးကမဲ့သူကဘောလုံးလောကထဲမှာနေရာယူနိုင်ခဲ့ပါတယ်ဒါပေမဲ့long term career အတွက် consistency မရှိခဲ့ပါဘူး injury form drop အမျိုးမျိုးကြောင့် top level ကိုမထိန်းနိုင်ခဲ့ပါဘူးဒီ story က moment တစ်ခုရဲ့ legend မဖြစ်နိုင်ဘူးဆိုတာကိုပြသပါတယ်နံပါတ်1မှာတော့ Ansu Fati ပါ Messi ထွက်သွားပြီးနောက် Barcelona ရဲ့ iconic number 10 jersey ကိုသူပေးအပ်ခံခဲ့ရပါတယ်ဒါဟာ next Messi လို့ official announce လုပ်တယ်လို့ပါပဲ fans တွေကအရေးမျှော်လင့်ခဲ့ကြပါတယ်သူရဲ့ early performance တွေကလည်းအံ့ဩမခံဖြစ်ခဲ့ပါတယ်ဒါပေမဲ့ injury တွေကသူ့ career ကိုနှောင့်ယှက်ခဲ့ပါတယ် progress က slow ဖြစ်သွားပြီး expectation နဲ့ reality မကိုက်ညီတော့ပါဘူးဒီ case က football မှာ talent အပြင် fitness နဲ့ luck လည်းအရေးကြီးတယ်ဆိုတာကိုပြသပါတယ်ဒါဆို next Messi ဆိုတာတကယ်ရှိလားအခုချိန်မှာတော့ fans တွေကဒီလောက်ကိုမျှော်လင့်နေပါတယ်သူကတော့ Lamine Yamal ပါ Barcelona အတွက်အသက်ငယ်နေလေးနဲ့ပဲ high level performance တွေပြသနေတယ်လို့ဆူဖလာတွေလည်းယူပေးနေပါတယ်သူရဲ့ dribbling vision composure အရာအားလုံးက Messi ကိုတတိယစေပါတယ် fans တွေကဒီကောင်လေးကတကယ်ဖြစ်နိုင်တယ်လို့ပြောနေကြပါတယ်ဒါပေမဲ့ history ကပြောထားတာတခုရှိပါတယ် next Messi ဖြစ်ဖို့ talent တခုတည်းမလုံလောက်ပါဘူး hard work consistency mentality အားလုံးလိုအပ်ပါတယ်ဒါကြောင့် Yamal ကတကယ် next Messi ဖြစ်လာမလားဒါမှမဟုတ်နောက်ထပ် talent တယောက်ပဲဖြစ်လာမလားဆိုတာကိုကျွန်တော်တို့အတူတူစောင့်ကြည့်သွားရမှာပါ football knowledge video တွေထပ်ကြည့်ချင်ရင် follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက် video မှာပြန်တွေ့ကြပါမယ်